တော့ဆက်ပြက်စေနေနေမှာ နေကြီးပါဘူးမရှုံးပါနော်အရှုံးကိုလက်ခံနိုင်ဆက်စော တကယ်အရှုံးကြရင်ဘယ်လိုမျိုးလေးခံရလဲဆိုစဉ်းစားထားနော် နေဟိုရှုံးပါဘူးမှန်ရှိလားမသိဘူးမှန်ကိုကိုကြည့်လားကိုကြည့်လားမင်းကဘာဖြစ်လို့လဲ ဒီဖကြမ်းလေးတရားလောက်ပြီးတော့ဖကြမ်းခါခါလေးဆွန်းဆွန်းသူရှိတော့အတော့ပစံတရားလေးနဲ့ပြန်ပြီးသွားအောင်လေအားရမယ်ရပြီရှင်မောင်းရလား ရပါပြီ ဟာကိုလောက် တော့သွားနေရရ တော့မိုးလိုက် သူရှိတဲ့နေရာလေးမေးလိုက် ဘယ်လိုရောက်နေလဲတော့မသိဘူး တင်ကဖုန်းဆက်ရမယ်လား အောင်မလေး ဘယ်နေရာလဲမသိ ဦးဆိုကျွန်တော်ရွှေတော်တွားနေမှာပတ်စံ100ပဲပါပြီးတော့တွားမှာဖြစ်ပါတယ် ဟုတ်ပါတယ်ကျွန်တော်တို့ပတ်စံတရားလေးနဲ့ရွှေတော်ကောင်တောင်းပါပဲ ငါရှင်းအောင်မယ်ခဏပတ်စံ100တဲ့နေရာမှာဘတ်စကားကိုကျွန်တော်တို့က ကျွန်တော်တို့ကဒီခါလေးစီမှာကျွန်တော်မှတ်တိုင်ငါပြောမယ်အားတော့မှတ်တိုင်အောင်လည်းပြည့်ရမယ် ရွှေတော်ကောင် ဒီဖြစ်နေမရှုံးမှာရှုံးမှာဟာပါ ငါပြောလေ ငါပြောနာတော့ ရွှေတော်ကောင်ရောက်သွားပြီဆိုရင်အားလုံးဘယ်သူနိုင်မလဲဘယ်သူရှုံးမလဲဆိုတာဒီဗီဒီယိုကနေတခြားကြည့်ပါရှုံးမှမျက်နှာကိုလည်းကြည့်ရပါအရှုံး ဩပြောခိုင်းလိုက်တာ तू ရှုံးမှာဆိုတော့ဒါအခုစားပြီးွားလို့ဆရာကြီးဆရာအဲ့တော့ကိုကြီးကောတရားနဲ့တခုခုပေးပါ ဒါရင်ဘောပင်းနေတစ်ချောင်း ပါရှိတယ်ဘာဒီကောင်မပေးအောင် မာရဲ့ဘောပင်းနေတစ်ချောင်းတရားနဲ့ဘောပင်းရှိလားတရားနဲ့မရှိလားဘောပင်းတခုကဘောပင်းဆိုလေရဘောပင်းလေးလည်းရတယ်လားကြောက်ဘယ်ကောင်ငါသွားမှာလဲ အဲ့ဒီဖက်ချမ်းတရားနဲ့ရှိလားတရားလေးလားလူကြီးလာတာတန်းအောင်တန်းဒါဆရာကိုသွားရောက်နိုင်မယ်ဆရာဒါလေးဝယ်ပါတော့400နဲ့ဟိုဒါကားက400ဒါစော့နေလို့ရွှေတကောင်အမြန်သွားရှိလားဆရာ400လားဟုတ်အဲ့ဆိုရင်တကူအကျော်ဒီကမှာအဲ့ဖားရအဲ့ဒီဘာရတယ်လဲမသိဘူးဘာရှိလဲဟာဆေးလိုက်လေးလောက်ပါနော် 哦，你好嘞，把标路标完没得？要不然我嘞， ဆေးလေးတစ်ချောင်းအနေဒါလေးလဲပြပါ 把那边。 ဘောမင်းရေးလို့ရတယ်ဒီဘောမင်းလေးဆိုကောင်းတယ်နော်မင်းအစ်စ်ကောင်းတယ်တစ်ချောင်းလောက်ပဲနော်ရပြီနော် 那长路来呀， ရကျေးဇူးတင်တယ်ဦးလေးစီရောင်းရတယ်ဘယ်ဦးလေးစီရောင်း ဆရာလေးကိုရောက်တော့အဲ့ဒါ400တော့ဘယ်တော့ပွဲဥတော့မှာ400ရလာပြီ ဟုတ်ပြီ တကြုံးမယ်အဲ့ဒါမြန်လာမှရမယ်ပေါ်နေလာတော့ကားမြန်လာမှရမယ် တိုက်တော့ဦးလေးဟောကိုကြီးမတောင်းနဲ့ကိုကြီးဆေးလေးဝယ်ပါလား400နဲ့လောက်ပါဘာမှမပါဘူးဆေးလည်းမပါဘူးစိတ်မပူပါနဲ့ကိုကဝယ်လာတာပတ်စံ400လေးပဲနော် တောက်တိဖြစ်မတောက်တိဖြစ်နေရတယ်ဒီကချဲလန့်အောင်လို့ အာနောက်ချောင်းအောင်ရမှာလေ တွေ့လေးချင်း နော်အဲ900ပေးလိုက်ရတာဗောဟုတ်ရပြီလား ရပတ်400ရောက်ရင်ဘူရီဟိုကောင်းနေဟိုကောင်းနေဟိုကားပိုင်းလာ哎呀，哎呀，没有我包的要那么谁嘞要那呀？ရပါရဟုတ်ရပါငါတို့ရင် 呀，看那，我兄弟们记得吧？ မဆိုင်ပါဘူး呀，哎呀，你看人要的路哪？人要的路哪了？ ကျွန်တော်တို့ရင်ပတ်စံရမှာဒီမှာပါကျွန်တော်ရရပါမှာရှုံးသမားတွေကြီးပါ ဒီကငါတို့ကပစင်တန်းရှိရောက်နေမယ် တင်နေရရ ဆန်းလေမဆန်းလေငါတို့ဆရာကိုချစ်ခင်လို့ ဘာမှမဟုတ်ဆရာရှိရနေပြီးတော့၄ဟက်လျှောက်သွားတော့ ကျွန်တော်အခုပတ်စံကတော့400ပဲရှိမယ်ကားကကျွန်တော်100ကိုပို့ပြီးတော့တမတ်တိုင်မှာ100ကိုပို့ပြီးရှာရမယ်အဲ့100နဲ့ကျွန်တော်ကနောက်မှတ်တိုင်မှာပြန်ပြီးတော့စီးပွားရေးအနေနဲ့ပြန်400ပြန်ရှာမှာဆိုတော့ဟုတ်ကဲ့ကျုံးမယ်ကျုံးသားတွေပါပြောချင်တယ် ကျွန်တော်ဘာတန်းမှာတကယ်ရှုံးမဲ့လူတွေဟောဘာပြောချင်ပြောချင် ကျုံးသားတွေပါပြောချင်တယ် ဘာပြောချင်ပြောလိုက်ဘာပြောချင်ဘာပြောချင်ရှုံးသမား ဟုတ်တယ်ပါမဆိုင်တော့ဒိုး ဒီရွက်တွေဆိုရင်900 နားရနော်အေးဟုတ်ပြီအဲ့ဒါ900ဆိုတရားပုံပါပဲ ဆိုကကျောင်းနာဝယ်တာငကိုတဲ့ကတရေချာမဝယ်ဘူးငါဟိုပါလဲ900ရှိရမယ်ဟာ400ပဲယူလာတယ်ကျောင်းတောင်လေးတွေအမှရှုံးမဲ့လူဆိုတော့ဒီလိုပါပဲကျဆိုဟုတ်ပြီကျွန်တော်တို့
ကားလာပြီခင်ဗျာကားလာတဲ့ဟာကိုကျွန်တော်ယုံကြည်တတ်ပါတယ်ကားလာပါခင်ဗျာကားလာပါခင်ဗျာကျွန်တော်တို့ရင်နိုင်ရမှာ ဒီမှာကားလာနေပြီအရှုံးသမားတွေကဒီမှာတက်မို့တယ်ကျွန်တော်တို့ ਨੇ ရှိနေတော့တော့ကား6ကားလားမသိကျွန်တော်6ကားလာနေပြီနောက်ဆုံးမှာအဲ့6ကားလေးကျွန်တော်ရှိမယ်ကျတော့ကြက်ပိတ်တိတ်တာတိတ်နေရပါဗျာကားပိတ် ဒီမှာရင်ကြည့်ပါအောင်ကားဟုတ် ကြည့်အောင်များ ကောင်းတော့ရှုံးသွားဒီကောင်ရေးနေတိုင်းနော်အရှုံးသမားကြီးရှုံးနေပြီ တူတူနေဝါသွားရကြတယ် ရှုံးသမားပဲရှုံးအောင်ပါတယ် ငါစင်းပြေးလိုက်အောင် ဆင်းပြလိုက်ကျွန်တော်မောတယ်ကောင်းဆုံးတူပြီးစီးရတယ်ဒီနေ့ဆောင်ရဆောင်နေမှာလေးလို့ရပါ ငါပုံရင်ပေါင်းလူတွေပြေးဟယ်လိုအေးဒီမှာ ရှုံးမှဆိုတော့ဒီလို ကတော့တယ်ကလေးရတယ်ရှုံးရ တကယ်လည်းစင်ငါတို့ကစင်ရမှာကွာ ငါစင်ရရင်စင်ရမှာ ငါတို့ရင်စင်ရမှာမင်းတို့ ရှုံးမဲလူများဘုံနဲ့ပြည့်ရဲ့ဗလား 哎呀，兄弟妈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 呀，咱们嘎嘟嘟西呀的，今天没去咱们知道人家个不是，知道人家知道嘎啥的。သူ့မှာပတ်စံအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခုစင်တော့အံပွဲပစ္စည်းတစ်ခုတွေ့ထားပါတယ်ရှုံးသမားလာတဲ့ရှုံးသမားလေးကိုအရှုံး ဆူတောင်းမှာလို့ဆူတောင်းမှာသူဒီထောင်းကြီးရရှောင်းပိုင်းနဲ့သူရှုံးရတယ်တွေ့မယ်နော် သူရှုံးတဲ့အခါကျရင်ပါလေ ကျွန်တော်တို့ဆံပြသေးရောက်တော့မယ်လူကြီးလည်းကြည့်ရပါဦးကျွန်တော်ရဲ့ကင်မရာမန်ကိုချိန်အောင်တိုင်ပါရကျွန်တော်ဟိုရောက်ကျွန်တော်လှုပ်ပေးရပါသူချိန်ရိုက်ပေးရပါချစ်ပြီးမှဝေးမှဘူးမလို့လား ဟောဈေးထဲမှာလောက်ချမယ် ရှာညာလည်းကြံရအောင်ဈေးထဲမှာလှုပ်ရှာမယ် လို့မင်းကြိုက်တာမင်း မ လို့ ဆိုင်ဘူးလေမဆိုင်လားညာလေးရောက်ပြီကျွန်တော်အရင်ရောက်ပြီကျွန်တော်တို့အရင်ရောက်ပြီလေဖက်ချန်းလေး100လောက်ပြီပြောဖက်ချန်းခိုင်းဦးလေး sorry ဖက်ချန်းကခုနဝယ်ပြီးသားပြီဆိုကျွန်တော်ဝယ်လို့အဆင်မပြေတော့ ဒီထဲမှာဘယ်သူတွေတိတဲ့လူရှိတယ်ဘယ်သူရှိလဲ I've got an idea တော့ နေလာသားတို့မမ်းပြီတော့ဟောတော့ရွှေတော်ကောင်သွားတဲ့ကောင်းနေပြီအဲ့ဒီပတ်စံတရားရှိတယ်တစ်ခုပေးပါ တူပဲဟာ ရပါလေ လောက်ပါရှိတယ် ဒါဒီကဘာမှမ မုံလေးဖြစ်ပါလေရှိယူလား ယူယူမလား ဒီယူထုတ်လေးပေးမလား ခေါင်းရ1500 ပြီးလိုက်ပါလေမချစ်ဘူးလားနော်မုံဝဲကျွေးမလားတခုခုနဲ့ ဘဝထပ်ပေးမယ် မဟုတ်ထပ်ပြီး ခ မှာ လိုက်တော့လို့ရတယ်ရမပြခလိုက်ရတယ် ဟာ ဟုတ်ပြီတရား ဟုတ်ပြီ ဟုတ်ပြီနော် โอเคရပြီတရားရပါပြီနော် ဆေးလေးဝယ်ရ ဗီယိုနေမယ်ဗီယိုနေမယ်လားပတ်စံတရားလေးနဲ့ပြန်ပြီးသွားအောင်မေးပတ်စံတရားလေးနဲ့ဘာရမလဲဘယ်နှမဘယ်လောက်လဲမေးဒီပန်းနှမဘယ်လောက်လဲညီ ဒီဘက်နဲ့အဲ့ဒါတတိအဲ့ဒါအပွင့်သေးလေးဝင်ရင်းညွန်လေးကြာတော့ ညဘယ်လောက်လဲ ဒီတက်ကြဟုတ်လားအားရလို့ကျန်တာ တရားလေးပါလို့ဒီနေ့တိတိလေးလေး ဟိုတော့ဘာသေးလေးခုခေးလိုက်တာ တရားတော့ယူလိုက်ပါညီရောက်တာဟိုပြန်ဝဲလုံနေလို့ဆဲနေတော့အဲ့တော့ရဂျပန်နဲ့ပန်းတစ်ပွင့်နဲ့400နဲ့လေးမယ် စလက်ကဟိုနားမှာရှိ ဆေးလေးရှိလားဆေးလေးပဲမှာရောင်းရဲလေရောင်းရပါလဲမသိခလေးမဘယ်မှာပြတ်တလေးဘယ်လောက်လဲ600ဟာဒီ900လောက်ပြပါလားဟုတ်ပါနော်တလေး ဘယ်သူလိုက်အောင်ဟိုကိုရှိတယ်ဟိုကိုလုံယုံရင်ရ ဟေးမားပြည့်လေးဝယ်ပါလား ကိုစလက်တော့တာလား ဆေးတောက်တယ်လား တောက်တယ်အမှတော့တော့မတော့ အားတော့တော့တင်းထားလိုက်ဒါကောင်းတယ် တင်းလာလား 600ပဲ600ပဲကဆိုင်ရင်းစီ600ပဲ အေး ဝယ်လိုက်ပါကောင်းတယ် တော့ပါ ဒါအပြင်းပြီပေါ့ဟုတ်ပါပြီတော့ကိုးဝါနေလို့ပြောကိုးဝါနဲ့ဒါတိန်းထားလိုက် တင်းလာလိုက် ရတယ်နော် 600ပဲကျွန်တော် 600လေးပဲ ကားကလေးမို့လို့ 600လေးပဲနော် ဝယ်လာလား အဲ့ဒါပေးရလားဒီကပြန်လေအမ်းဘွားမရှိဘူးရ โอเค မင်းတို့400ဘယ်လိုပြင်အောင်မလဲ ရှက် 400ရဖို့ရေးကြည့်တယ်အခုပြင်အောင်အနီးတော့ဒီကန်းလေးကြည့်ပြီးတော့လောက်အားဟာနေ400အပြင်ရရမယ်အဲ့ဒါဆင်းနေနေတော့ကြည့်သူက400ရောအဲ့ဒါလည်းမပြီးနဲ့400ဟုတ်400 ဒီကလိုင်းပေါ်နေမရလဲနော် 900ပြီးနေရတယ်100ဘူးပဲ လိုင်းပေါ်နေမရလဲနော် ကြည့်သူကအော်400ရဘိုးမယ်မော်ဒီလေးတော့ ဝေးဒါကျွန်တော်ကဟိုပါထည့်ပေးရတာ
ပေးရပါ မပြည့်တယ်သွားဦးချင်းမှာထည့်ပေးရတာဆိုတော့ ပြောငါတို့600ရတယ်ရငါတို့600ရပို့ 600ရအောင်အားရတော့600ရရတယ်လည်းမြောင်းနေရပဲလေတရားပဲပုံသွေးကြည့်ပါလေဒီပါတရားထားပြလိုက်တရားငါ့ကိုပြလိုက်တရားတရားနဲ့ပါရှိတယ်ရှာတယ်ရတရားနဲ့ရှာတယ်တရားနဲ့ပါရှိတယ်ဦးရှုံးသမားတွေပါရှုံးသမားလေးတွေပါရှုံးသမားလေးတွေပါရပါ2ခွင့်ရ3ခွင့်လောက်ရအားလုံးမောင်းတော့တရားလေးမှရတော့တရားနဲ့ဝယ်ရတယ်200နဲ့ပြန်ရောင်းမယ်အားလေးတော့ယူလိုက်ဘယ်နာပါမလဲမမတော့ဝယ်လာတာတရား200ရပြီ200ရပြီလို့ရပြီကဝါနဲ့ပြောတော့တယ်ဘူးတော့မိပန်းကိုစီးနေရတော့ဒီကောင်တွေကတော့ကားပေါ်ကြိုရောက်တယ်ကျွန်တော်ကနောက်မှတော့ရောက်တယ်ကားကတော့တူတူစီးရတော့မဟုတ်ဒါပေမဲ့လာတူနေပြန်ပြီရှုံးလာတယ်ကျွန်တော်စီးနေတာတကယ်ကျွန်တော်အရှိကတစ်သုံးလုံးကားပေါ့ကျွန်တော်တက်သေးတယ်တစ်သုံးလုံးကားမရောက်လို့ဆိုလို့ကျွန်တော်ဒီကားကိုအမှန်တကယ်ရွေးလိုက်ဒါပေမဲ့ဒီကောင်လေးနဲ့တူတူမစီးချင်ဘူးတူတူမစီးချင်ဘူးဒါပေမဲ့ခုကတော့တူတူရတော့လေတူတူကျုံးမှာရွှေတကောင်ဘလူရင်ရောက်မလဲကြည့်မယ်ဟုတ်ကဲ့ရောက်တဲ့ကားကိုအဲ့လိုစီးရဟုတ်လေကိုကုန်းနဲ့ကိုရိုက်လေတီးဦးလေဘာပြလဲငါရိုက်ရဘာပြလဲကိုကုန်းနဲ့မဟုတ်လေကိုကုန်းနဲ့ကိုရိုက်ရမှတ်တမ်းတင်မှတ်တမ်းတင်အကောင်ကချုပ်တာတက်မင်းရင်ပြေးတယ်အေးမင်းရင်ပြေးတယ်အကောင်ချုပ်တာချူးတယ်ကဲဆိုနောက်မှတက်မှာကျွန်တော်ပတ်စံရှာဖို့အတွက်တရားပြန်ထုတ်ပါမယ်ကျွန်တော်နိုင်ပါပါနေတတ်မှာတရားနဲ့ပါနိုင်ပါအဲ့လိုကြီးအများကြီးရပြောပြီးရှုံးသွားရင်နော်ရှုံးနိုင်ပြီလားရှုံးနိုင်ရဆိုင်နင်းလို့ဆုံးပါငါကြီးငါလည်း confidence ရှိတယ်မင်းကကိုရရုပ်လေးကြည့်ပါကို efficient ရှိရရုပ်ဟုတ်ကဲ့ကျွန်တော်ကားပေါ်ရောက်နေတယ်ဆိုပေမဲ့ကျွန်တော်တို့မှာတိုင်ရှိပါတယ်ကျွန်တော်တို့ရဲ့တိုင်ကိုရွှေတကုံရင်ကျွတ်လွတ်မှာဖြစ်ပါတယ်ဆိုတော့ तू ကရွှေတကုံမှာပုံနေမှာပုံနေနဲ့အဲ့ကိုရင်ရောက်တဲ့လူတိုင်ကိုရင်ဆုံးမိတဲ့လူကနိုင်မှာနော်သူ့နာမပိုင်တော့ရောက်တော့မယ်နာမပိုင်ရောက်ရင်တော့ကျွန်တော်တို့မလုပ်လို့ရမှမသိကျွန်တော်မှ100တော့ရှိသေးတယ်100ပို့တော့ဆိုတော့100နဲ့ဘာလို့ပြန်ပွားရမလဲလဲကျွန်တော်လည်းမသိဘူးအဲ့မလို့အဲ့ကြည့်လိုက်ကျွန်တော်ကကြုံပဲရောင်းပါပဲဘာရသိရမလားကြုံလို့ရောင်းပါခုနလည်းဗာသေဘင်းကိုရွှေတယ်သွားရောင်းတာလို့တဲ့ပန်း100ပန်းကို100နဲ့ဝယ်ပြီးတော့400ပြန်ယူတာတို့ဒါကြကျွန်တော်ခထွန်းညံပေါ့ဗျာဗီဒီယိုနောက်ဆုံးမှာတော့ကျေးဇူးတင်စကားကြီးပြောရမှာအဲ့ဒီဟောအချင်းတို့100ဘူးလောက်ရောင်းပါလားလောက်ပါနော်ရေးကြည့်လို့ဒီသူကနေနာမည်ကြီးွားရင်ဒီကျွန်တော်တို့ဟယ်လိုအဲ့ဆိုကျွန်တော်တို့ဒါပြီးသွားတဲ့ခါကျရင်ဆောက်လို့ဒီမှာသွားရောက်မယ်အကြိုင်ရမယ်ဟုတ်တယ်အဲ့ဒီနာမည်ကြီးပြီဒါပါဆိုင်လေပါဆိုင်လေဒီမှာဟိုဟာကျွန်းနာပြားလေးလာစားပြီးတော့ရပါတင်းလိုက်မှရှိတဲ့ဆိုင်မှာကောင်းပါတယ်ရန်သဘောကောင်းပါတယ်အဲ့ဒီသဘောကောင်းပါတယ်လာစားကြပါကျေးဇူးတင်ပါတယ်ခင်ဗျာကျေးဇူးတင်ပါတယ်ရပြီရှင်မောင်းရလာပြီသူချင်းရပါပြီသူချင်းရတယ်ဟုတ်ကဲ့ဒီကားအားရတော့ပြန်အမိခဲ့လိုက်တယ်။ထောင်ပြန်ရတယ်။ဘိုးမဲ့။ထောက်လို့ရ။ဟုတ်မှာ။ထောက်လိုက်ပါရော။တရားနဲ့ရောင်းလေ။ဟဲ့400နဲ့ကောင်း400နဲ့ဒီဘိုး။ဘယ်လိုလဲ။ဟဲ့ကိုကြီး။ဘေးဟာဦးလေးအချင်းတို့လေးစားပါလား400ပဲပေး။လောက်ပါကောင်းတယ်။ဟောစားနိုင်။ကိုကြီးအမောကြီးချင်းတို့လေးစားပါလား။စားတော့ဒါ400ပဲကားက400ပဲကောင်းတယ်အဲ့ကျွန်တော်တော်တော်ကောင်းတယ်ဒီကဝယ်လာတာထောင်ပေးရလားတောင်းမရဘူး400ပဲဟော400ပုံ900ပြည့်လားဟုတ်ပြီ400လောက်ရှိသေးလားစီးလို့ရပြီဘယ်ကစီးရမှာလဲဘယ်ကစီးရမှာလဲလို့တောင်းမပလာတော့ကောင်းတယ်တော့ဆိုကျွန်တော်တို့ဒီသုံးလုံးကားကိုစီးပါတယ်တောင်းမပလာတော့မှာဆင်းမယ်ဆက်တရားနဲ့တောင်းမပလာတော့ပြန်ပွားတယ်ဒီကကားရဲ့သက်ဆိုင်တရားအပူရရင်ရတော့တောင်းမပလာတဲ့နဲ့အုံလန်းကိုပြန်သွားမယ်ပူကောင်ကျတော့မှကျန်ခဲ့ပြီကျွန်တော်တို့နေပတ်လာသူနိုင်မယ်လို့ခေါ်တာဒီလိုကျွန်တော်တို့နိုင်တယ်ရွှေကောင်ရင်ရုပ်တဲ့ကောင်အတိုင်းတော့ခုနကျွန်တော်တို့ကပါတဲ့ကောင်တော့ဒီလားအောင်မင်းနဲ့အောင်မင်းနဲ့တော့ထိုင်တယ်ကျွန်တော်တို့ကရွှေကောင်သူ့ကိုတက်တာအုံလန်းလောက်ကျန်သူ့ဆိုလိုက်သူ့ကိုကျွန်တော်တို့ကရှားမှာသူကရွှေကောင်မှာပိုးမှာအဲသူတွင်ကျွန်တော်အနက်ဒီသက်ဆိုင်တရားနဲ့ပေါ့အဲတောင်းပဲလာရောက်တယ်ရပြီပြန်ရပြီကျွန်တော်ဒီခေါက်နောက်တစ်ခေါက်လောက်ပဲကျွန်တော်ရင်တက်လာပြီအဲငါအခုလောကျွန်တော်နိုင်ပြီနားမတည်ရခေါင်းလေးရောက်လုံငန်းဝင်ကောင်းတယ်ရောတာခဏခိုင်ကိုတီးရဒါကျွန်တော်တို့နိုင်တော့မှာအဲ
နိုင်တော့မှရင်ရောက်တော့မှအဲ့ဒါပဲဒီလိုဖြတ်ထိုးညံနဲ့ကျွန်တော်တို့အခုဆိုရင်ခုနကတော့ချင်းပေါင်းသွားဝဲလိုက်တယ်100ဘူးဆိုပြီးအနည်းရဲ့တဘောကောင်းလို့ပေးလိုက်တယ်ပြီးသွားတဲ့ခါကျရင်အဲ့ချင်းပေါင်းခုနကတော့ဆော့လို့ရေးရှိရဦးလေးကိုသွားရောက်လိုက်ပထမတော့ဆက်အောင်ဦးလေးပြောတာပုံစားလို့မရတော့တရားရတာနောက်တစ်ခေါက်ဟယ်လိုအဲ့မဲ့လူလေးကြောက်ကျွန်တော်နဲ့တိုင်နောက်ကျမှလွတ်တော့မယ်တိုင်လေးတိုင်ကနောက်အားလုံးပဲမင်္ဂလာပါကျွန်တော်ရှိမတိုင်တောင်းဝဲပလာသာရောက်တော့မယ်နိုင်အောင်လုပ်ပါမယ် နောက်ကောင်းပါကောင်းတဲ့ဆန်တို့ပါကောင်းမဲ့ဆန်တို့ကကျွန်တော်တို့နောက်ကောင်းမှာပါလာတယ်ကျွန်တော်တို့ကကြည့်ရင်ရောက်တယ်တောင်းဝဲပလာသာကိုသွားနေတယ်ဒါမှလည်းပဲကျွန်တော်မသိလမ်းလည်းမသိတောင်းဝဲပလာသာပဲတော့ဒါကြီးလေဒီခရီးရမှာရှိတယ်ဘာရရတယ်ဒါကျွန်တော်ရတယ်အားလုံးတော့ပြန်ရတယ်တရားတကြားလုံးပဲဝယ်လို့ရမှာမဟုတ်ကျွန်တော်ဒါလုံးပဲဝယ်လိုက်တယ်ဒါလုံးပြန်ရအောင် ကဲစိတ်နေပြောဘာဝင်ကောင်းလဲမသိဘူးပြဲတီကို100ဘူးလောက်ရောင်းပါလားဟုတ်တယ်50ဘူးပဲစား50ဘူး ဟိုကျွန်တော်အကောင်းပြောတာ100ဘူးပဲဟုတ်ပါ တော့ပါ ဒီလောက်ဆိုလည်းရ100ဘူးလောက်ဩလို့လား50ဘူးရောင်းပြီမှာယူမယ်လေ မမရိုးတော့တောင်းယူရမယ်ဩဒါကတော့တနေ့နေပေါ့ လောက်ပါဟုတ်တယ်ရှူ100ဘူးလောက်တို့အေးကိုရတိုင်းလောက်သွားအဲမဟုတ်လေပန်းလေးရှိအနည်းစပယ်လေးကို100ဘူးလောက်ရောင်းပါလားလောပါရောင်းပါနဲ့ဘူးလည်းမရအောင်မရဘူးဟာဟိုလေကွန်လေး100ဘူးလောက်ရောင်းပါလား100ရပြီပါလား100လောက်ချောမော်လာပါအဲ့လောက်ကြောင့်ခံကြောကြီးနေတယ်နော်ဟိုဟာလူများများစားတာဘယ်လူဘာတွေရှိမလဲအဲ့ဒါလည်းစားရတာကျေးဇူးပါကိုရရပြီဒီရဦးလေးကြီးပြင်းနေဆိုတာကွင်းရလေးနဲ့စားပြီးတော့ပြင်တာကောင်းတယ်ဒီကွင်းရလေးကောင်းတယ်နဲ့ဟိုပါပဲ3 4 500ပဲတောင်းဟာဒီဦးလေးကစားနေကြနော်ကွင်းရလေးစားလိုက်200 300ပဲပြီနော်300ပဲပြီဆော်ပြီးလိုက်ဒါခုနကသူများတော့900ရောင်းတာကွင်းလေးစားလိုက်အပြည့်အမိစားလို့ရဒါမှမဟုတ်နည်းနည်းကြမှာစားလိုက်ရတယ်အပြည့်ကွင်းရကောင်းတယ်ကိုရောက်တာလားကိုရောက်တာဘယ်လောက်ဟိုပါပဲ900ပဲဟာပြန်လျှော့ပေးလိုက်မယ်300ဆော်ပေးလိုက်မယ်ရေးကြီးလို့မရလား300လောက်လောက်ပါလားရတယ်မရှိဘူးတော့ရတယ်ပါဝင်ဦးလေးမင်္ဂလာပါ200ဘူး200ရလို့ရပါပြီနော်200ရှိပါပြီတလေးကဘယ်လောက်လဲလက်ရပြီသေးတယ်ပြပါသေးပြီကကောင်းမယ်နဲ့တူတယ်ဆိုင်ကသမားလေးကြီးဆိုင်ကသမားလေးကြီးဒီမှာဘယ်မှာလဲWhat the fuck bro What are you doing ရတော့ပါဦးရအဲ့ရှာမလားတရားပဲရှာတော့ဘူးရှာဟုတ်ကဲ့ပါတော့ကြောက်ပြီးကိုနေပြောတယ်ပြရတယ်ကျွန်တော်တရားပေးမယ်လို့ပြောတယ်ကျွန်တော်ဒီတရားရင်ကျွန်တော်ကားပြီးလို့ရပြီအဲ့ဒါကျွန်တော်အုတ်လမ်းမှာထပ်ပြီးတော့အုတ်လမ်းအောင်ကျွန်တော်ရွှေတကုံတန်းသွားပါဗျာတရားရအဲ့ဒါကားကြီးဘယ်ကအုတ်လမ်းအောင်လဲတော့မနဲ့အမှစီးတာကိုနေမရောက်ခင်မင်းစီးမရဘူးကျွန်တော်ပတ်စံ900ရလာပြီဒါပေမဲ့ကျွန်တော်တောင်ဝေပလာသာရှိမှကျွန်တော်တို့59ကရောက်တယ်59ကနေကျွန်တော်အုတ်လန်းကိုတန်းစီပြီးကျွန်တော်ရွှေတကုံတန်းသွားတော့မယ်ရောက်တော့မှတော့တေးကြတယ်ကျွန်တော်ကမှဒိုင်ထက်ကိုပိုရောက်နေအောင်မယ်ရွှေတကုံသိရမလားဒိုင်ရလဲကျွန်တော်ဒီကနေထွက်မယ်လို့ကြားတယ်မကောင်းမြတ်တော့ခုနကျွန်တော်နောက်ကားပေါ်မှာတော့တွေ့လိုက်တယ်ဒီကောင်နေဘယ်ကနေသွားစီးမလဲတော့မသိဘူးခုကျွန်တော်တို့ကတော့ဒီမက်တိုင်နားမှာပဲရှိနေတာပဲ59ကတက်စီးပြီးကျွန်တော်တန်းထိုးမယ်ကောင်းမြတ်တို့အရင်မရောက်ပါသေးနဲ့လဲဆူတောင်းအောင်ပါပဲကျွန်တော်အုတ်လန်းကိုစီးဖို့ကားပေါ်တော့ရောက်လာပြီကိုကောင်နေပဲရင်ရောက်လာကျွန်တော်တို့ရင်ရောက်လာတော့ကျွန်တော်မသိဘူးပြီးနေရတာပဲကျွန်တော်တို့အရင်တိုးပြီးအုတ်လန်းကိုဟုတ်ဦးလေးဆိုဦးလေးစစ်လေးတောက်တတ်တယ်ပေါ့ဒီမှာဒီလူစားလေးဆိုပိုကောင်းတယ်လောက်လိုက်ပါတောက်လိုက်900ပဲပေးသူများစီနေတော့အများကြီးရောင်းတာဦးလေးဒီအဲ့ဒီနဲ့ဆိုရင်စစ်လေးလေးကလိုက်တယ်900ပဲပေးနော်လောက်လိုက်ပါ
လူသားလေးကောင်းတယ်ဒီလိုလေးမမဆိုရင်အငွေလေးထွက်နေမှာ လောက်ပါဦးလေ နောက်လေ အဲ့ဒါပါ 900လေးတဲ့နားတော့လေအာမမဆေးလေးတော့တာလားမမဟာရော့ အဲ့လေးပြနိုင် ဆေးလေး900ပဲ အဲ့200တောင်းမှဆက် ဩ900 မှ200 အာဘာဖြစ်လဲဟိုဟာဖြစ်တာပေါ့စင်ပြေတာပေါ့စင်ပြေတာပေါ့ တော့ကြမှာ နော် ရဖြစ်တာ ။ဒါမှအဲ့ဒါစိတ်လောက်ကျွေးလိုက်။အဲ့ဒါလေးဒါနဲ့လေလဲမင်း တော့တက်တာ ။ဒါပြန်ရောင်းလို့ရလား။စားပြီစားနေပြီ။ဟုတ်တော်စားနေပြီ။ဝလေးလို့လေလို့ရပေးမမှာဝလေးဖျဲသီးလေးစားပါလား။တော့ပါ။ကောင်းတယ်စကောင်းတယ်ဝလေး။အဲ့ဝလေးစားမလား။တဲ့ဒီကိုပွဲဖို့လုပ်ကြပါ။အနီးလုပ်တယ်များတော့အနီးရဲ့ဟောဖြစ်မှာပေါ့။ပေးမမှာပေါ့။နော်ဖျဲသီးလေးစား။စိတ်မပူပါနဲ့ဘာမှမခတ်ထားဘူး။900ပဲ900လေးနဲ့ရဖဲတီးစိတ်တော်တော်ကောင်းတယ်။ဟိုဟိုစမ်းရတာချိုးတယ်။ဘာလှုပ်လိုက်ပါအနီး900လေးလှုပ်လိုက်ပါစားလိုက်ပါအနီး လောက်လိုက်ပါဒီကိုညီမတားလို့ရှိ စားလိုက်ပါအနီးရဲ့လှုပ်ပါတောင်းပါပါဟာအဒီအနီးတော့ကောင်းတယ်ငါသိတယ်အနီးဖဲတီးလေးစားလိုက်အေးနေရပဲလောက်ချုံမွေးနေရမှာ900လေးပဲနော်တော်မိုင်းပါအာကျေးဇူးနေလိုက်တာအနီးရဲ့ကျေးဇူးတင်လိုက်ဆိုင်ရှိကိုပါလေတည်င်းကြွအကုန်သွားလို့ ဒီဘောကောင်းတယ် အဲမဟုတ်ရဲ့900ပဲပေး900ပဲပေး အဲ့ဒါတားလို့900ပဲလို့ အနည်းမှာ900မကြည့်ဘူး အဲဘာမှမရှိပြန်လဲပေးမယ် ရောင်းကြမလို့ ဒီမှာအနီကို ညနေကိုပေးလိုက် ချစ်လို့စပယ်ပန်းလေးပန်လိုက်နော်အနီရမ်းချစ်တယ် အဲ့ဘောင်းလေးမှလာတယ်နော် ရမ်းလာတယ်အနီသွားပြီးတက်တာကျွတ်ကျွတ်တယ်မှာလဲတဘောကောင်းနဲ့တက်သမီးလေးတက်ဒီကစီလို့ရလား ဒီကမျိုးလေးကမှန်းလေးကြည့်လိုက် ဟုတ်လဲဟုတ်လဲရောက်လား ဟုတ်လဲရောက်လား ဟုတ်လဲဒီကရောက်လား ဒီကရောက်လား ဟုတ်တာဟုတ်လဲဟုတ်လဲရောက်လား ဒီလေဟုတ်လန်းရောက်လာကြ ရောက်ပြီလေဟိုကောင်လေးဘယ်ရောက်နေလဲ ဟုတ်လန်းမှတ်တယ်နောက်မှကျန်ခဲ့ပြီနောက်ကိုပြန်ပြေးရတော့မယ်ဟုတ်ချောင်းကဲချောင်းအောင်ကောင်းနေရင်ရောက်မှပူဖို့မယ်ကျွန်တော်ဒီလမ်းမှာဘာကြောင့်မဆင်းဘာကြောင့်ဒီလမ်းကနေသွားတာလဲဆိုတော့ကောင်းမြတ်တို့ကဟုတ်လန်းကနေပြေးမယ်ဆိုတော့ဟုတ်လန်းကိုတန်းကြည့်ရစမှတ်တိုင်းရောကြော်ပြီးသွားကျွန်တော်မိဝိုင်းကွမ်းမှာဟုတ်လေမြည်ပဲဗျာကျွန်တော်ခက်ခဲအောင်ပူတော့မပြေးနိုင်တော့အမြည်ပဲအဲ့မြည်တော့ဘလို့တန်းခေါင်း ခုချိန်မှာတော့စီလာပြီအောက်လန်းရောက်တော့ဆက်ကြည့်တာပဲဆက်ကြည့်လိုက်ဟိုကနေရောက်နေတယ်တော့ငါတို့အောက်တိုင်းတော့မှာနိုင်တော့မှာအတင်းနာတဲ့ဝက်ချက်မပါပဲနဲ့ငါတို့ချွေတုံသွားတယ်ဆိုတော့တုံစပေးနေတော့မရဘူးသူများကြီးလိုက်တောင်းတာ ဒါပြီးတော့ဆိုရင်လုံးလို့ရတယ် တော်တော်လေးစီးပွားရေးလောက်တော့မှာငါတို့ကြည့်လိုက်ဘာလဲဖရေးသီးတစ်စိတ်ကို100နဲ့ဝယ်မယ်900နဲ့ရောင်း ငါ့ကိုဆက်တယ်အေးရှုံးသမားလေးတွေဆက်ပါပြောလိုက်ပါအောင်ခဏနေဗီဒီယိုတွေကလူတွေပြောလိုက်ပါအောင်မင်္ဂလာပါလို့ကျွန်တော်ရှုံးပါပြီလို့ ကိုယ်ကပြေးလိုက်တော့ချိန်တယ်ပေါ့ ပေးပြီးပါဦး ဂျူးမုံရအောင်သမင်းဝအောင်စားတာသမင်းဝအောင်စားတာနော် နော်ဆက်တာအပြည့်လေးတွေခံရမယ်နော် အပြစ်လေးခံရမယ်မင်းပြီးရင်နေကြီးမင်းတွေ့ တွေ့မယ်အဲဒါရှုံးသမားလေးရောက်နေတယ်ချိန်တော့မတွေ့ တွေ့မတွေ့ငါမတွေ့ဘူးပဲ ကိတ်ကားရတော့မောင်းတာဆရာကြီးမောင်းတာအဲ့ကောင်နေရှိကားမှာပါပါစေနဲ့ကွာဒီကားမှာလည်းပါလို့ရတယ်ကွာကားရကြောကုန်ဦးလေးဆရာကြီးသွားပါလို့ဟိုမှာ6တက်ကြီးဖေးရရအောင်9တက်ကြီးဟာ6ထက်နဲ့9တက်နဲ့ပါကွာ ငါတစ်ထပ်ပို့ ရှင်းတော့လား တစ်ထပ်ပို့သွားတယ်6တက်နဲ့5တက် ကျေးဇူးတင်โอเคအိုလန်ရောက်ပြီအိုလန် ဟောနောက် မောပါတယ်ခင်ဗျာ ကျွန်တော်မောတယ် ကဲကျွန်တော်တို့ဇာတာလေးတစ်ခုလောက်ပြောလိုက်မယ်မူးရင်မမောင်းနဲ့မောင်းရင်မမူးနဲ့အဲ့လိုမျိုးပဲရှုံးရင်လည်းလာပြီးမပြိုင်သွားနဲ့တငယ်ချင်းဟာအဲ့လိုကြီးရဘယ်လိုကြီးလဲမသိ ကျွန်တော်ရင်ရောက်ဖို့ရေးကြီးတယ်ကျွန်တော်ကင်မရာမန်ကတော့လည်းမောနေကျွန်တော်တို့က73မိုင်တော့ China တာဆိုတော့ဟော73မိုင်တော့ China တာဆိုတော့ဒီနိုင်တယ်ဗျာအချုံးမယ်ရှိတော့ရောက်ဖို့ရေးကြီးနိုင်ရောက်ပြီရှိတော့ရောက်ပြီနိုင်ပြီဒီဘက်မှာနိုင်ပြီတော့ကျွန်တော်ကားမဲတော့ကျွန်တော်ဒီနားမှာပဲဆောက်မယ်ရှိတော့ရောက်မရတော့ကျွန်တော်မသိဘူးကျွန်တော်ဘောင်းမီရှည်ကြီးနဲ့ဆိုတက်လို့တော့ရတယ်ကျွန်တော်ကင်မရာမန်ဘောင်းမီတိုနဲ့ဆိုတော့တက်လို့မရဘူးကိုတော့ကျွန်တော်နိုင်တာတေချာသွားပြီဒိုင်းကိုလိုက်ရှာအောင်မယ်ထင်တယ်ကျွန်တော်တို့ အိုလန်ကိုရောက်ပြီရှုံးသမားလေးတွေတော့ပြင်มาလည်းမသိဘူးဟယ်လိုကျွန်တော်တို့အရင်ဆုံးအေးလေးဝင်တောက်လိုက်ပါအောင်မယ်အပေါ်မှာတော့အုတ်လန်းပါဒိုင်းကြီးကိုကြည့်ရမယ်ဟောကောင်းလေးဒီကလာမှလားမသိရှုံးသမားလေးတို့ချက်တော့ဖုံးဆက်ကြည့်လိုက်အောင်မယ်ကျွန်တော်တို့ဆက်ကြည့်လိုက်အောင်မယ် ကျွန်တော်တို့နှစ်ယောက်ကတော့ရွှေတကုံရင်ရောက်လာတယ်ရွှေတကုံဖျားအရှိကိုရင်ရောက်လာတယ်ဒါပေမဲ့ကျွန်တော်ခုနကောင်းမြတ်ဖုန်းဆက်ထားတာအောင်မင်းမြတ်ကိုရင်တက်ရှာအောင်ပဲပြောတယ်အောင်မင်းမြတ်တက်ရှာမှနိုင်မယ်ပြောတယ်အခုအောင်မင်းမြတ်ကိုကျွန်တော်တက်ရှာမယ်ကျွန်တော်တို့ရွှေတကုံဖျားကိုတက်မယ်အဲ့ဒါနေတော့သူ့ဖုန်းဆက်ရမယ်သူရှိရဲ့နေရာလေးမေးလိုက်မယ်တဲလွန်စားလေးနဲ့ပေါ့ဗျာဘယ်မှာလဲမသိဘူး ဟုတ်ပြီကျွန်တော်တို့ကတော့ဘယ်လိုကြိုရောက်နေလဲတော့မသိဘူးကြိုရောက်နေပြောတယ်ဒါပေမဲ့ကိတ္တမရှိဘူးကျွန်တော်ဟိုဟာဒိုင်းကိုရှာအောင်မယ်ကျွန်တော်လွတ်ထားတဲ့ဒိုင်းကပြောင်းနေတယ်
အဲ့ဒါကိုကျွန်တော်တို့အရင်ရှာနိုင်တယ်လေတဲ့ရတယ်ကိစ္စမရှိအောင်ငါတို့နိုင်အောင်ပါဂျူမုံနိုင်ပါငါတို့ အားနိုင်ပါ ရှာမယ်လားဟုတ်မယ် ကျွန်တော်ခုအောင်မြောက်ကိုရှာနေအောင်မြောက်တွေ့ရင်ပြောခုငါခဏနေငါဖုန်းဆက်ရမယ်လားလူကတော့တော်များတယ်လူကြားထဲမှာကျွန်တော်ကအောင်မြောက်ကိုဘယ်မုံမှာဘလို့ရှာလို့ရှာမှမသိကျွန်တော်အမုတ်လည်းမပြောဘယ်မှာထိုင်ဆောင်နေလဲလည်းမပြောသူ့ကိုတွေ့မှကျွန်တော်တို့ကနိုင်မှာအဲ့တော့ကိုရှာရမယ်ကျွန်တော်တို့မှရောက်လာတော့မဖေအစားတော့ပြောတော့ဖေကမှရောက်ရင်ဟိုအောင်မြောက်ကိုတွေ့အနိုင်နဲ့ခုကအောင်မြောက်ကတွေ့ရင်သူပြောတာမုံမှာထိုင်ဆောင်လေခုကတော့ပုံးနေတယ်ဆိုတော့ကျွန်တော်ကပုံးတော့လိုက်ရှာအောင်မယ်နေနိုင်ကျွန်တော်လိုက်ရှာနေချိန် comment ဆန်နောက်ကနေရောက်ပြီး comment ဆန်ကြီးတွေ့သွားဘူးရော ဟုတ်ပြီကျွန်တော်တို့ကလည်းကျွန်တော်တိုင်ကိုလိုက်ရှာလိုက်အောင်တရားပေါ်တော့ရောက်လာ ရားပေါ်တော့ရောက်လာတိုင်းချမယ် မွန်တို့ဘယ်ရောက်နေလဲပြောပါဦးကျွန်တော်ဒီမုတ်ကပဲတက်ရမှာ ဒီမောက်ကပဲတက်ရမှာသူတို့အွန်လိုင်းလာမယ်ဆိုဒီမောက်ကပဲတက်ရမှာ အရှိမလားမသိ နေရတော့ပြန်ပူလာခုနအရှိမကျအရှိမတော့မိုးရွာနေဟိုဟာလားမသိဘူးဟိုမှာလားဟိုလားအေးအာတူတာကွာဘယ်မုံမှလည်းငါတို့အမုံလည်းမပြောဘူး အောင်မလေးပြန်ပြန်လုံးနေစူးလိုက်တာရင်းဘောတော့ရောက်လာပြီအောင်မင်းမြောက်လိုက်ရှာနေပါပြီ အောင်လိုက်ရှာနေတာပါတို့လည်းဒိုင်ကိုလိုက်ရှာနေတာပါ ဒိုင်ကလေးရေကြောင်ကြားနေမှာအမေပုံးဘုရားယူလိုက်တယ်နေလူကြီးတို့သားမိလိုက်ကျွန်တော်တငယ်ချင်းလေးတွေ့သေးလားမသိဘူးကွာကြားနဲ့ကောင်လေး ကွက်ကြားနဲ့ကောင်းလေအင်းကြီးကွက်ကြားလေးမိလာလို့အုတ်ထုပ်မရောက်လေးလို့ဘောင်းမရှိဘူး ရှင်းကမျိုးလုံးနှလုံးနဲ့ မိုးတယ်ဗျာကျွန်တော်ကမှကားကဲနေကျွန်တော်တို့အမှကားကဲကားမတိုင်မားစင်းတာကားမတိုင်မားစင်းတော့မိုးတယ် ဒီမှာလည်းမသိဘူးအောင်မြင်ကိုလိုက်ရှာနေရပဲ အဲ့တော့ဗုဒ္ဓဦးတွေဟာရဘလို့ဖြစ်တယ်ရလို့အင်္ဂါဗုဒ္ဓဦးကြားတယ်ဟာရမဂျူမုံ အားရကောင်းဟဲ့အောင်မြင်ခဏကြီးကမင်းနဲ့ခဏခုငါရင်ရောက်တာနော် မဟုတ်ကမင်းရနဲ့မဆိုင်အောင်အင်္ဂါ ကဘယ်မှာလဲမသိ ခိုင်းနေအောင်ရှာအောင်မယ် ရှားမယ် အဲ့ဘက်ကငါသွားပြီးမရှိဘူး အဲ့ဘက်ဟုတ်တယ်လေကြောင်ကြားမှာနေမှာပေါ့မင်းအကောင်ရင်တွေ့လို့မရအောင်အကောင်ရင်တွေ့လို့မရအကောင်ရင်တွေ့လို့မင်းအဲ့နားမှာလည်းဘယ်သူကပြောလို့တော့အဲ့နားမှာလည်းမသိဘူးအောင်မြင်တနင်္ဂနွေတောင်ဘယ်နာလဲတနင်္ဂနွေတောင်မဟုတ်တော့ခုနကတော့ဂျူမုံသွားပြီးကြောင်ကြားမြန်ပုံးနေတာ ဟုတ်လားရွှေတုံတစ်ပတ်ပဲကြည့်မယ်ကွာဒီဘက်တော့မရှိဘူးဗုဒ္ဓဝင်သွားမယ်ဗုဒ္ဓဝင်ကြားတယ် ဟိုကောင်နဲ့လာဆုံးနေပြီကောင်းမြတ်နဲ့ကျွန်တော်တို့ရင်တော့သူ့တွေးဖို့ရေးကြီးတယ်မရှိဘူးရအောင်မြင်မြတ်ကဘယ်မှာပုံးနေမင်းမင်းတို့သွားငါလည်းငါသွားနေဘယ်ရောက်သွားပြီလဲမသိ အောင်ရကြောင် ငါဒီနေ့ပတ်ချာပြီမရှိဘူးဟုတ်ပါလားခုနခေါ်တယ်မကိုင်းခေါ်လိုက်တာ ဒီပြောက်သွားတာမဟုတ်ဘူး ငါရင်ရောက်တာတော့ငါနိုင်နေပြီသားတော့ရောက် ခဏနေအောင်မင်းမတွေ့သေးပါဘူးခဏနေ မကိုင်းဘူးရောက်တကယ်ပြောင်းနေရတာငါအဲ့ဒါငါစိတ်တူတာငါတော့ရောက်နေပြီကွာရောက်နေပြီငါပြောတာမပုံးနေနဲ့ဒီဖျားရှိမှစောင့်နေတာအေးစိတ်ပြီးနေ ဒီမှာလည်း အောင်မြင်တော့ဖုန်းဆက်နေရောက် ကျန်ရလေကွာ ဟယ်လိုရောက်မင်းဗမာလဲရောက် ဟေးမင်းတို့တိုင်အောင်ငါဖမ်းထားပြီ ဘာဒိုင်းုံဖမ်းတာဘာရောက်ရုပ်ရှင်ရိုက်နေတာဘာတွေပြောနေလို့ရောက်ဗမာလဲရောက်ငါတို့လာခဲ့မယ်ငါနိုင်နေပြီ ဟေးစကားတွေမများနဲ့ကွာငါဖမ်းထားပြီ ဘာလို့ဖမ်းထားတာလဲမင်းစောင့် ဖမ်းတယ် ယူလို့နေဒီကပင်မန်းနေတာဟဲ့ရောက်တကယ် အောင်မြင်လာတော့တကယ် လာတော့ငါတို့မရှာနိုင်တော့ဘူး အေးမင်းတို့တိုင်ကငါလက်ထဲမှာပဲ ရောက်လူရင်းလာပြောသွားရောက်လူရင်းကိုပြောသွားရောက် အေးငါတို့ကသင်္ကန်းကျွန်းဘေးမြန်မာ community center မှာမင်းတို့တိုင်ကိုဖမ်းထားတာကွာ လိုရင်းကိုပြောလိုရင်းကိုပြော အေးမင်းတို့ကိုယ်တိုင်ပတ်စံနဲ့လာရွေး အေးကွာ အေးကလာခဲ့မယ်ကွာ လာမယ် ဟုတ်တယ်ပြန်လေးပေးလိုက်တယ်တလေးဘယ်လောက်လဲ သွားဝမ်းစစ် ဒါလေးတောက်လားတော့ကောင်းတယ်ခိုင်ကျန်းတောက်လိုက်တာနဲ့အဆင်ပြေသွားပြီဟာဟုတ်လား နောက်တနေရာပဲရှိမယ် ဘာဝေးခိုင်ကျန်းလေးတောက်လားကောင်းတယ်ဆက်လေးတောက်တော့ဟွာလေး400လေးပဲပေးအောင်မယ် 400ပဲ 400လေးပဲလောက်ပါကားလေးစီးဖို့400လေးပဲပေးအောင်မယ်ခိုင်ကျန်းလေးတိတ်မှုပါနဲ့ဒီလေးမထည့်ပါခုကြီး ကိုကြီးမြင်တဲ့အတိုင်းကျွန်တော်ပိုင်ဝင်လဲ400ပဲ စီမပါဘူး ဟာ900ရောအကျိုးအဲပေးမယ်လေ ဟာ ဟာ ငါတို့မှလည်းကျွေးမပါတာခက်တယ်ဟော200ပဲပါတယ် အဲ900ပေးမယ်လေတောင်းတော့ရှိလားထောင်းတယ်ရောမရှိဘူးနော် ကျွန်တော်ဒိုင်းကိုသွားခဲ့မယ်ငါတင်နေရတော့ကြားပြီးပြီတဲ့ငါတင်နေရတော့ကျွန်တော်ဒူရမယ်
ရတော့မယ်နော်ဟေးရနေသားမယ်ခါချင်းဘယ်မတိုင်ရစီရပါလားကိုမတိုင်ရတယ်လား လာအော်ဟိုကိုရှိဟိုက400လောက်ကိုစင်းပြေ ကိုကြီးဟဲ့နော်ဟေးစီးတောက်တယ် အားကျွန်တော်ဆက်တယ်မလား မတောင်းရဲလိမ္မာနေလောက်ကြပါဦးစီးတောက်မနော်တောက်ပါလားဟွာမဟုတ်ချက်လေးမတောင်းလားချက်လေးယူသွားလိုက်ဘေးရပြီငါယူပါမှာစီးတောက်မလားလို့ဒီကိုတိလာတာမသိဒီကိုမေးလိုက်ကလေးဟုတ်စိတ်တော့မတောင်းမလားဟုတ်ကဲ့ဟုတ်ပါပြီနော်အဲ့လို400လေးပဲပေး 400ပဲပေး 400လေးပဲပေးနော် ကျေးဇူးပါဦးလေးဦးလို့ကူညီပေးလို့ စိတ်လေရောက်တာ မရှိပါဘူး တလေးလောက်ရအောင်လို့တော့မဟုတ်ပါဘူးပကြမ်းလိုက် ကားကားမရှိလို့လား ဘာလဲတဲ့ကားလေးလေး ကျေးဇူးပါအေး ဘယ်လိုလဲပြောကြည့်ဘယ်လိုနိုင်ပြီ ကျေးဇူးပါဦးလေးတော် ငါတို့ရပြီရရပါပြီ ကျွန်တော်400ရပြီကျွန်တော်တို့ဒီကနေကျွန်တော်တို့ဘယ်ကိုသွားမလဲဆိုတော့ခုနကြားမှာပဲကျွန်တော်တို့ဟိုအောင်ဖမ်းဆိုင်ကိုဖမ်းလာတာအဲ့နေအောင်ကျွန်တော်တို့သွားမယ်ကျွန်တော်တို့တော်တော်မှွေတာပါဗျာသိရမလားလူကရောက်နေတာနိုင်နေပြီကျွန်တော်နိုင်နေပြီအဲ့ဒါကိုအနိုင်မပေးဘူးဘာပဲသွားခေါ်ဆိုရင်သွားခေါ်လိုက်မယ်ဒါအခု400ရတယ်ကားစီးသွားမယ်ဒါပါပဲကျွန်တော်တို့ကားပေါ်ရင်ရောက်တယ်အဲ့ဒါဟိုမှာခေါင်းမြတ်တို့ကနောက်မှတ်တိုင်ကနေတက်လာတယ်နောက်မှတ်တိုင်ကနေတက်လာဒီကောင်ကျွန်တော်တို့မှတ်တိုင်ကိုလာပြီးတော့တက်လာဒီမှာရှုံးသမားမျက်နှာရှုံးသမားမျက်နှာ ဟုတ်ကဲ့ပေးမယ်ဗျဘယ်လိုတိုက်တိုက် ရှုံးသမားမျက်နှာရှုံးသမားမျက်နှာရှုံးသမားမျက်နှာသူကလောလောဆယ်တိုင်ကိုဖမ်းလာတယ်မိတာပဲနော်အရင်ကပြောမယ် နိုင်ပါပဲနော် အရှုံးသမားတွေကနောက်မှတ်တိုင်ကနေခိုးပြီးတက်လာပါတယ်ကျွန်တော်တို့ကောက်ဒီနာလာထိုင်လာပြီးရှုံးသမား ဟိုတော့မင်းဟိုတော့သူ့ရဟိုတော့ဟိုရောက်ရင်တိုင်းအောင်ငါတွေ့ငါနဲ့နားမင်းမယ်အဲ့ဒါတွေ့တိုင်းအောင်ငါမိသွားရင်ရပြီ အဲ့ဒါရွှေတကုံရောက်ငါရောက်ခဲ့တာတိုင်းအောင်ငါပြောမှတိုင်းအောင်ငါပြောမှရွှေတကုံငါရောက်ခဲ့ ကျွန်တော်ရင်ပြီးတော့နိုင်တယ်ပုံစံ တန်းဘယ်နေဒီချာစဉ်းစားကြည့်ရရွှေတကုံလို့ပြောလိုက်တာရွှေတကုံသွားတော့သူကဖမ်းသွားခဲ့ရတယ်အဲကျွန်တော်တို့ကသွားရှာတယ်သွားရှာလို့တွေ့ရင်ကျွန်တော်နိုင်မှာပဲဟုတ်လားကျွန်တော်ဆင်းတော့ရေးတယ်လားဆင်းတော့အောင်အဲ့ရ နောက်ပါပဲနောက်ပါပဲမကိုက်လာကိုက်နေလို့အဲ့ဒါအဲ့ဒါအဲ့ဒါဒီမှာဒီမှာသူ့ကနာလမ်းစုံလားမသိဒီကိုအဲ့တော့ရောက်လာပြီကျွန်တော်တို့မှသူကဲမှတ်ထောက်လိုက်တော့နည်းနည်းလေးလှမ်းနေ ဟိုကောင်နေနောက်မှကြံခဲ့ပြီဟာတို့ရသူတို့နဲ့နည်းနည်းလမ်းရပြီတကယ်ချင်းအောင်မလေးတော့ပြေးနေတာခကြီးအဝေးတယ်ဟိတ်အောင်မလေးခြေတော်ကောင်ပြေးတော့မပြေးနိုင်ဘူးလားတဲ့ခြေတော်ကောင်ပြေးတော့လွယ်ကြီးမပါဘူးဟာ လဲလမ်းနေရလမ်းနေလဲမသိဘူး ပါလာတယ်ဟာတောက်မှာလို့ပြောင်းမလိုက်ပါနဲ့ ဟဲ့မသိဘူးကြောဟဲ့နေရောလို့ မနေဘူးရအမနေဟာငါဘာလို့မောနေတာလဲ ဟာနေရောလို့ မကလာနဲ့လို့ငါရင်တွေ့မှာရမင်းနောက်မှထားခဲ့လိုက်တော့ဆိုတော့ပြေးဘောကနောက်မှကြံခဲ့တယ်အဲ့လိုရင်တွေ့နိုင်နေတယ်တော့ ဘယ်နေရာလဲမသိကျွန်တော်လည်းတိုက်တွေတော့တွေ့တာဘယ်နေရာလဲမသိ ရောက်တာဟုတ်တယ် ဘာလဲမသိဘာလဲမသိဘာကျွန်တော်တန်ငင်ရောဒါရပါရော အားကြောင့်ပါဘင်းမှာကိုဒီစင်တာဖြစ်ပါတယ်ဒီဘင်းမှာဒီစင်တာမှာဆိုလို့ရှိရင်ငယ်တို့အေး event တွေရော short တွေလုပ်ပေးဖြစ်တယ်ပေါ့နော်အနေနဲ့အားကြောင့်လို့ပေါ့ community space တွေတခုပါလို့ရတယ်နော် အဲ့ဒါရေးမကြည့်ကျွန်တော်တန်ငင်လိုက်ရှောင်းဟာအဲ့ရောဟာအောင်ကြီးဟယ်လိုပြည်နေမှာနော်အဲ့ဒါငါတို့ရောက်နေမောကရတက်လာပြီဟာတက်လာဒီဝန်တက်လာsorry ပါငါတို့နိုင်ပါလို့ငါတို့ကောင်းလေးကိုဒါတကယ်တော့ပြန်ပြီးစိုးရတာမဟုတ်ပါဘူးကျွန်တော်ပေးပြီးမှပြန်ပြီးမဆွဲပါဘူးတမင်တက်လောက်ခိုင်းတာ ကျွန်တော်ရမနိုင်ငါရွှေတော်မှာရောက်တာရွှေတော်မှာရောက်တိုင်ကြီးမင်းပြော တိုင်းလူကြီးရှိရင်ရောက်တာပါ မင်းတိုင်ကြီးမင်းရှင် အဓိကအားလုံးချင်းလဲလို့ ဆန်းပြိတ္တကြီးမင်းတိုင်ကြီးစီရောက်ဖို့ချင်းရောက်ဖို့ချဲလမ်းမို့ အေးအဲ့ဒါဘဒူနိုင်တာလဲအတိုင်ပတ်နေပြီနော် မင်းအဲ့ဒါမစင်မပြီးပါဘူးတစ်ခုခွဲမယ်ကိုယ်ဆုံးပြတယ်အဲ့ဆုံးခင်ဗျာခြေတော်ဝင်ရောက်တယ်ခင်ဗျာသမီးတိုင်းဟုတ်ကဲ့ကျွန်တော်ရှာတွေ့ရရှာတွေ့တယ်ခင်ဗျာအဲ့ဒါဘာမှချင်းပေးတယ်
တေးရပြီးလို့မရဘူး ဒီနေ့ပြီးတော့တခုတော့ကိုင်နေနဲ့တခုလုပ်ပေးရမယ် A few moments later. ဒီပွဲမှာမင်းတို့နှစ်ကောင်နိုင်ခြင်းတော့ဒါပြီပါအားလုံးကြည့်ရတယ်မှာI will lose in a game. I wanna say my home. Alata. ရမချင်လို့ကတော့ရောင်းနေပါရလမ်းနေမှာပြောခဲ့တဲ့ဗီဒီယိုပေါင်းများစွာကွန်ပျူတာမင်းရှုံမယ်မင်းဆုံးမယ်မင်းဒီဗီဒီယိုကြည့်ရှိရင်တဲ့ဘယ်လောက်တောင်းဆိုချက်ကွင်းမလဲတဲ့အခုတော့ငင်းသနာပါဒီကငိုပါနဲ့ဗမျက်ရည်အောင်ကြနေလို့ပဲတောင်းတုတ်ပြီးထောင်းမှာဘာမှမဖြစ်ငါပေးတယ်မှာကွာနင်းသနာပါလေဘယ်လိုဖြစ်ခံရမှာမလဲနော်တက်တာဒီကောက်တော့ငါနိုင်ဝိုင်းဘူးကွာမင်းရှက်အောင်မှာဆိုလို့ငါတိတ်မလုပ်ခိုင်းတော့300လောက်တိုက်ရေးထိုးပါပြန်ပါလေဒီနားလေးပါမလား300လေးပဲထိုးမရှက်နဲ့တကယ်ရှင်းမကိုးပါနဲ့တကယ်တင်းကြိုကြီးတိနင်းတော့တော်တာကွာတော်လိုက်တာကြည့်ကြပါဦးကြာခွန်ပဲရှိသေးတယ်ရှေ့ကိုတကယ်ရင်ငယ်ယူဒီလေးစားပါစားပါစားဒီကောင်ရှုံးလာလို့အကုန်လေးပြုံးမိနေညနေတော့ရှင်မမဲရွာနဲ့ဟုတ်တယ်ခုခံကျွန်တော်တခုခံကြောက်လေးပြလိုက်ပါဦး အဲ့တော့ကြောက်ကိုဒီလုံး400နဲ့ကျွန်တော်ရောင်းရမှာတဲ့ let's go 3လုံးဝယ်လာတယ်အဲ့နဲ့ရောင်းလိုက်မယ်အဲ့ဥတွေရုံသွားပါမလားအေးပါရပြီပြီမင်းကလေးကိုရအောင်တလုံးမယ်တလုံးမယ်မင်းကလေးကိုရအောင်မင်းခဏလောက်အောင်ပါပဲညားကြည့်မင်းရလေးနဲ့မင်းလေးပြောင်းရပြီရတယ်ရအောင်ဒါငါနိုင်တာလေ ဘယ်နဲ့ဘယ်လောက်ထိကွာပြန်လာဟိုကိုဒီနဲ့ပြောသွားလဲတွေ့ရနော်အင်္ဂလိပ်လားအနီးရောရတယ်မလားနည်းနည်းလေးတော့မင်းကလည်းချောရမယ်လားလေကျောင်းတော့ကျောင်းတော့ကျောင်းလိုက်တော့ဒီတရားရရပြီလားရပြီမင်းကလေးဒါမဲ့မင်းအရွယ်ငါတို့အရွယ်ဖြစ်ရမယ်သူငယ်အဲ့ဒါဒီတော့ငါလည်းဆောင်လေးပေးခဲ့လိုက်လေ100တော့ပြန်ရရမယ်မင်းပတ်စံမြင်ရလို့မရအောင်အားလေအားနှလုံးပေးလိုက်ရတယ်ငါအဲ့ကနေခတ်နေတာလို့ရလောက်လိုက်ပါမခတ်ပါနဲ့နော်မင်းခတ်နေတာကောင်မလေးတွေအများကြီးများတယ်ဟုတ်တယ်အဲ့ဒါလားမိုင်းတော့မွေးလားကောင်းရဲ့ခတ်နေလို့မင်းကောင်းရဲ့မင်းကောင်းမွေးတယ်မြောင်ဘာရောင်းချင်းလဲအေးထုတ်ကြလေးတော့ဟောကြလေးလို့လားဟာဒါယူရလားဗလားဟုတ်ပြီရတယ်အဲ့တော့ဒီကောင်ဒီလမ်းမှာတော့မရတော့အဲ့ဒါနောက်လိုက်မှာပဲမျိုးလောက်ခိုင်းတော့ဖုံးကာပါမင်းမလို့တဲ့တငယ်ချင်းကမင်းကြောက်ကြီးမပြီးတော့နော်အဲ့ဒီအမိုက်တယောက်မရအောင်ပါလားကြောက်လကားရလဲလကားပေးသေးတယ်ပတ်စံလေးယူတာတော့ကောင်တရားတော့မင်းကြိုက်လို့ရတယ်မေးလိုက်မှာတကယ်တော့မကျုံးအောင်ပါငါ့ကိုကျုံးနိုင်တာကိုလို့ကြရကိုလို့နှလုံးနဲ့နှလုံးအောင်တယ်နှလုံးပြန်တယ်ဆဲတယ်ရ ကိုကြီးယူလို့မရဘူးရကိုကြီးယူလို့မရဘူး
နောက်တက်တာလူချာအဲ့ဒါမိုင်းတော့မရရင်ကျွန်တော်စောက်ချက်ခွဲဝင်နေထိုင်းနေရတော့နေအောင်လို့ငါ ဆိုတော့လည်းကျွန်တော်ရေကူးနေ ယေ ဟိုရေကူးနေပြပါတယ် ယေ ဘာမှမတူတော့ပြောနေတာလားပြောနေတာလား ကျွန်တော် ပြောနေတာလားတော့အဲ့ဒါတော့ကူတုံးမယ်တော့ကူတုံးမယ်အခု1 2 3 1 2 3အားရတယ်တော်လိုက်တာ တော်တို့တကယ်ရုပ်ခိုင်းနေတာဖြစ်ပါတယ် အေးလေတော်ရသည် ကြောက်ရတယ်နှလုံး အဲ့ကျုပ်ရောင်းငန်းကိုပြောကြည့်တကားနဲ့ဟုတ်ပြီမင်းအမေကြီးနဲ့တို့တာဘယ်လိုဒီဥထုတ်ပြလဲ အုတ်ထုတ်တော့မဟုတ်ဘယ်လိုဥထုတ်ရတာ ပြမကားပါနဲ့တော့ရှိတယ်ဘာမှအောက်မှာလူတွေအများကြီးပဲရှိတယ် အဲ့ဒါဦးလို့တင်းကြီးကဖျားရင်နေလို့ တော့ကားပါလေးသွားမေးလိုက်ပါရင်တော့ ဖျားရင်နေပြီ သွားပြီးရင်အဲ့ဒါနဲ့အမကြီးရောက်ကျုပ်နှလုံးအသေးချာပြအဲ့ဒါပြီးရောင်းရ ဖျားရင်တော့ သွားရ1 2 3 go ပါရိုက်လိုက် မြောက်ဝင်းနဲ့ငါကော ရအဲ့နာရောင်းလိုက်လေကျုပ်နော်နှလုံးကဲတူလို့ရောင်းကုံဝိုင်းပြီးတော့မင်းကလေးပြင်ပြီးတော့ မင်းဟာမင်းနဲ့ဒီကိုယူမှာတော့အဲ့ဒါဒီလားကျောင်းသားကြီးကမင်းကြီးတွေကျွန်တော်ဆင်းရလို့သုံးရတယ်ဒီတော့ ဘာမှမပေးနဲ့ ဘာမှမပြီးနေဒီလိုက်ဒီလိုက်ဒါကောင်ကြောက်ရတော့မိုင်းကိုကျွန်တော်ဆက်လို့လုပ်ကြဘူးတော့ဟောကျွန်တော်ချက်ပွဲ ကာမန်နဲ့တော့နှစ်ကောက်ရောက်ပြီးသွား ကာမန်နဲ့မင်းကြီးတွေကျွန်တော်ချက်ပြဒီလိုက်ဒီကြပါရမတနာတော့အဲ့ဒါ မတနာတော့ နောက်ပိုင်းကမင်းကိုဆိုးရမှာအေးတော်တော်တင် ဟုတ်တယ်မိဥမဲကြီးမို့လို့ အတီရောင်လေးဝင်လိုက်ပါတကယ် အဲ့အကြီးအောင်ကျွန်တော်ရောင်းလို့ရအောင်မယ်ဗျာသိတယ်မလားကိုကလည်းမိုးရွာကြီးတဲ့ကျွန်တော်တို့ရှုံးနေရတာ ထုတ်ပြလေကွာ ကျွန်တော်ခိုင်းရလဲမိုးရွာကြီးတဲ့ခိုင်းနေကျွန်တော်ကလည်းမိုးရွာကြီးလိုက်လုပ်ပြတယ် ထုတ်ပြ ဦးကအောင်လန်းနေလဲခက်စားတော့ငါဟာအောင်လန်းရမှန်းနေတာ ပြအမဲကြီးကို အတီရောင်လေးဝင်လိုက်လေကွာ လာကွာကိုကြောက်အော်ရောင်း ဟမ် အော်ရောင်းလေရောင်းမထွက်တာ ကဲဝမ်း တကယ်ဟောမင်းရှုံတာ ရအိုးရဲရအိုးရဲလုံးဝတရားလုံးဝတရားလေးလုံးဝတရားတော့ချက်စစ်စစ်တိုင်း ဟဲ့တော်တော်ဖြစ်စိုးနေတယ်ပေါ့ ဟုတ်တယ်အနီးကတော်တော်ဖြစ်နေတာ တော်တော်ဖြစ်စိုးတယ်ပေါ့ ဈေးတွေရောက်လာပြီပြပါတယ်ခင်ဗျာအခုကျတော့ကျွန်တော်ဆံများဈေးတွေ နှလုံး မင်းဥကမင်းနေလို့မင်းဥကတုံးတိုင်းမဟုတ်တော့ဘူးလို့ပါ ကြာလို့ပါဟာရငါခလိုက်တာကွာ တော့မကွင်းရတယ်မှာရှိတယ်ဟေးပဲထိုးခံရမှာ ကိုနားမှာထိုင်နေလို့ဟိုမှာကျင်းအောင်နေလို့ နို့ ဟာရှောက်တော့လုံးဝမရှောက်ဘူးကြလားလုံးဝမရှောက်ဘူးလားဟုတ်ပါတော့လက်စီးသွားတာကွာတစ်လုံးလို့လည်းအဟုတ်ကွာနှလုံးလို့တော့ပိုပြီးစီးသွားတယ်ဟာ စားအေးစားရေထဲမှာအေးစေးပေါ့အင်းလေးကောင်းတယ်နော် ဟဲ့ဒီကြောက်လေးပြန်ယူပါလားလုံး100နဲ့ကျွန်တော်ဝယ်လာ400ပေးရနိုင်လို့ကြာသဘောထားကောင်းမဲ့ပုံမလို့ကျွန်တော်ပြန်ပေးတယ်တကယ်မိုင်းမဟုတ်သားဓာလေးကုန်ရင်သားပြန်မှာဒါပဲနာမိုင်းမကြည့်တကယ်မိုင်းဘာမှလည်းမခတ်တော့တကယ်အစ်စ်ကျွန်တော်တို့ဂိမ်းထော်တာမှရေကျွန်တော်ရှုံးလာကျွန်တော်အစီအောင်ဝိုင်းတာအဲ့တော့3လုံးဝယ်လာတယ်တစ်လုံးတော့400နဲ့ရောင်းသွားပြီဒါလေးနောက်ဆုံးလိုက်ကျနှလုံးမကုန်တာတစ်လုံးမဲ့ယူလိုက်ရတယ်100ပဲပေးလိုက်ကိုင်ကမအဲ့လိုလူရရှောက်မော်လာချက်လို့ပါမိုင်းအကလုံး100ဈေးလည်းမုံတော့မိုင်းဒါဈေးလည်းမုံတော့ချက်လို့လာပြီမိုင်းပြောတော့2000မှုစားလိုက်ငါ free ဝယ်ကျွေးလိုက်ပေးလိုက်ဖုန်းပေးလိုက်မလေးနိုင်နေဆိုပြောပြနေတာနှလုံးတော့ကုန်ပြီမိုင်းဒီကမိုင်းရတာလဲရှက်ပါဒါဈေးတယ်တော့မဟုတ်ပါဘူးမိုင်းအမှတောက်ဒိန်းလေးရှုံးလာလို့မိုင်းနှလုံး
ဒီကမှအစစ် မင်း မန်100ပဲပေး100နှလုံးတော့200ပဲပေးတုံး100ပဲလက်မကျွန်တော်100ပေးလက်ပေးပါမရပါဒါလေးကုန်ကိုရေးပြီးဟုတ်ကြည့်ညောင်းနေဘာကျေးဇူးပါမိုင်ညောင်းနေအိမ်ပြန်လို့ရပြီရှင်းရနော်အိမ်ပြန်လို့ရပါပြီငါမှဒီနှလုံးနဲ့တိုင်ပတ်နေတာရောပိတ်လိုက်တော့မင်းပိတ်လိုက်သိပြီအေး အဲ့ဝါဒတူတူလေးရောင်းပေးပါလားခဏပါလေမဟုတ်ကားပေါ်ဒီ delivery ပို့တယ်လောလောလော နော်အမကတော့6ကားပေါ်မှာ6ကားပေါ်မှာ အဖေသားဖြတ်ပေါက်ချုပ်လို့လို့ဖေသားပဲ ဖြစ်ပြီးသားလားဖြစ်ပြီးတော့3000အပစံနဲ့ဖြတ်ပေါက်ရုပ်လုံးမို့ကလေးရတယ်3000အပစံနဲ့ဖြတ်ပေါက်ရုပ်လုံးမို့ပြီဟုတ်ပြီတခုပြန်ပြီးပြီအေးမဟုတ်လေလူဆိုတာဟာမင်းအကုန်ဆိုရမှာလေမင်း ဆိုတာဟာ သူ့ရဲ့ဝယ်ရရ လောင်ရည်တန်းတွေကြားတင်မွတ်ကြလာတဲ့ဟာ ချက်ပါလေကွာငါမင်းနဲ့တငယ်ပြရကြက် မင်းနဲ့ကြိုးတာ